မင်္ဂလာပါဗျာဒီနေ့တော့ချင်းမိုင်မြို့ရဲ့တမိုင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေထဲမှာအရေးပါလာတဲ့နေရာတစ်ခုဖြစ်နေတဲ့ဝက်စွန်တော်ဖျားကိုကျွန်တော်တွားရောက်ဖူးမြော်ခဲ့ပါတယ်ချင်းမိုင်မြို့ဟောင်းရဲ့နောက်ဘက်မှာတည်ရှိတဲ့အဲ့ဒီဖျားကိုထိုင်းလို့ဝက်စွန်တော်လို့ခေါ်ပြီးပန်းဥယျာဉ်ဖျားဆိုတဲ့အဓိပ္ပာယ်လည်းရပါတယ်အရင်ကဒီနေရာဟာနန္ဒာဘရင်တွေရဲ့ပန်းဥယျာဉ်နေရာဖြစ်ခဲ့တာကြောင့်ဒီလိုနာမည်ရလာတာလို့ဆိုပါတယ်တကယ်လည်းဖျားပေါ်ရောက်တဲ့အခါမှာလာရောက်ဖူးမြော်ကြီးညိုသူတွေကစပယ်ပန်းကုန်းတွေအကုန်း900အကုန်း1000စသည်ဖြင့်အဓိဋ္ဌာန်အောင်ရင်အောင်တယ်လို့လာရောက်ဆုတောင်းဖူးမြော်နေကြပါတယ်ဖျားပေါ်မှာလည်းစပယ်ပန်းရုပ်ရတဲ့နေရာမှုေးကြိုင်လို့နေပါတယ်ဝက်စွန်တော်ကိုနန္ဒာဘရင်ဖယားနာပွေနာက14ရာစုတွင်တည်ဆောက်ခဲ့ပြီးထိုင်းဘက်ကနေချင်းမိုင်ကိုကြွရောက်လာတဲ့ဖရဆုမန်နထီရတရင်တုံးဖို့အတွက်တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်ဒီဖျားဟာလန္နာဒေသမှာထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားလာမှုနဲ့တမိုင်းကြောင်းအရာလည်းဆက်ဆက်နေပါတယ်ဒီနေရာရဲ့အထင်ရှားဆုံးအရာကတော့အလွန်ကြီးမားတဲ့အလွန်တပ်ပယ်လှတဲ့ရွှေရောင်စီဒီတော်ပဲဖြစ်ပါတယ်စီဒီတော်ထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေကတစိတ်တစ်ပိုင်းကိုထားပနာတယ်လို့တမိုင်းမှတ်တမ်းတွေနဲ့ယုံကြည်ချက်တွေမှာပေါ်ပြထားပါတယ်ဒီဘုရားနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာလည်းအဋိဋ္ဌံပြည့်တယ်ဆုတောင်းရင်ကောင်းကျိုးရတယ်ဆိုတဲ့ယုံကြည်ချက်တွေလည်းရှိတာကြောင့်ဘုရားဘူးလာရောက်သူတွေခရီးသွားတွေအများအပြားလာရောက်ဖူးမြော်ကြပါတယ်ဒါတွေကတော့ယုံကြည်မှုနဲ့ဘာသာရေးအစဉ်အပေါ်အခြေခံတဲ့ယုံကြည်ချက်တွေပဲဖြစ်ပါတယ်နောက်စဉ်6လုံးတီထွက်တဲ့နေ့တွေဖြစ်တဲ့15ရက်နေ့30ရက်ဒီမှာဒီဖျားပေါ်မှာအလွန်ပင်စီကားနှုံးလာပါတယ်ဒါရောက်ဖူးမြော်ဆုတောင်းသူတွေဟာလည်းအများကြီးရှိပါတယ်နောက်ထပ်ထူးခြားတာကဒီနေရာမှာချင်းမိုင်မြို့ရဲ့ရှေ့ခေအုပ်ချုပ်သူမင်းမျိုးနယ်တွေရဲ့အယိုးအိုးတွေကိုထားရှိထားတဲ့မင်းမျိုးနယ်ဘူတော်များလည်းရှိပါတယ်ဒါကြောင့်ဝက်စွန်တော်ဖျားဟာဖျားဘူးနဲ့မကပဲချင်းမိုင်မြို့ရဲ့လန္နာသမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာခြင်းတွေအတွက်ပါအရေးပါလာတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာချင်းမိုင်မြို့ကိုရောက်လာပြီဆိုရင်မြို့ဟောင်းနဲ့တောင်ပေါ်ဘုရားတွေကိုပဲတွားကြည့်တာမဟုတ်ပဲဒီလိုတမိုင်းကြောင်းနဲ့ယုံကြည်မှုတွေပေါင်းစပ်နေတဲ့ဝက်စွန်တော်ဘုရားကိုလည်းမဖြစ်မနေလာရောက်ဖူးမြော်သင့်ပါတယ်အေဂျင့်နဲ့ပတ်ဝန်းကျင်ရှေးအောင်လန်းနာယဉ်ကျေးမှုနဲ့လှပတဲ့အဖြူရောင်စီဒီတော်တွေနဲ့ရှေးအောင်စီဒီတော်တွေကိုတနေရာထဲမှာခံစားနိုင်တဲ့ချင်းမိုင်မြို့ရဲ့မဖြစ်မနေတွားသင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဘုရားပေါ်မှာလည်းအခြားဘာသာရေးနဲ့သက်ဆိုင်တဲ့ကိုယ်ွယ်ယုံကြည်မှုများလည်းရှိပါတယ်ဗျာဒီဖျားလေးဟာပြန်ဆိုရင်တောင်ပေါ်မှာရှိတဲ့အလုံးလည်းမမြင့်ပါဘူးတွားရတာလည်းအရန်လွယ်ကူပါတယ်ဒါကြောင့်မို့ဒီဖျားလေးကိုမဖြစ်မနေတွားရောက်ရေးဖူးမြော်တင်ပါတယ်အကြံပေးတိုက်တွန်းလိုက်ပါတယ်ကို့မှာလောက်ကင်မှုရှိနေတဲ့လုပ်ငန်းတွေအဋိဋ္ဌံအောင်မြင်တဲ့အခါမှာလည်းကိုကမပြတ်မကွက်တွားရောက်ပြီးတော့မှမိမိအဋိဋ္ဌံသားတို့စပယ်ပန်းကုန်း1000တို့မဟုတ်စပယ်ပန်းကုန်း900နဲ့မပြတ်မကွက်တွားရောက်အဋိဋ္ဌံဆုတောင်းပေးဖို့လည်းကျွန်တော်တိုက်တွန်းလိုက်ပါရစေ